Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့အိမ်ထဲလေးမှာရှိတဲ့ဆိုင်လေးမှာဒီနေ့လည်စာစားတာလေးကိုတင်လိုက်ပါတယ်ဟိုဟာစားမယ်ဒီဟာစားမယ်ဆိုပြီးတော့သွားတာမဟုတ်ဘဲနဲ့ဒီတိုင်းပဲဒီဆိုင်ပုတ်ကလေးမြင်တာနဲ့ဝင်သွားဖြစ်ခဲ့လိုက်တာပါဒါကတော့သူ့ရဲ့ menu လေးပေါ့နော်ကျွန်တော်ကတော့ဒီ omelette လေးနဲ့ဒီထမင်းနဲ့ဘတ်30တန်လေးရယ်ပြီးတော့ဒီပါမုံမီးကင်လေးကိုဒီထောပတ်လေးတုပ်ထားပါတော့เนาะအဲ့ဒါလေးမှာလိုက်ပါတယ်ဒီပါမုံလေးကတော့ဒီတစ်ချက်ဆိုရင်15ဘတ်ပေါ့เนาะကျွန်တော်ကတော့နှစ်ချက်မှာလိုက်ပါတယ်25ဘတ်ပါအဲ့ခါကျတော့စုစုပေါင်းဘတ်55ဘတ်သွားကြပါတယ်ဒီဘတ်55ဘတ်ဆိုရင်မြန်မာငွေနဲ့ပြန်တွက်ကြည့်မယ်ဆိုရင်တော့ဒီ6500 9000နီးပါးလောက်ပေါ့เนาะကျွန်တော်ကတော့သူနဲ့အတူပါလာတဲ့ဒီ sauce လေးကိုဒီကြက်ဥကြော်ပေါ့အလိုမျိုးလေးလှမ်းလိုက်တယ်ပေါ့နော်ဒီထိုင်းမှာတော့ဒီကြက်ဥကြော်ကိုခလောက်ကြော်တဲ့ဟာလေးနဲ့ဒီထမင်းနဲ့ဆိုရင်သူကအများများရှိတာပေါ့နော်အထဲထဲမှာတော့ဒီအစာပလာလေးတွေလည်းပါတယ်ဒီတချို့လမ်းဘေးဆိုင်လေးဆိုရင်အလိုမျိုးလေးရောင်းကြတာပါဒီကြက်ဥကြော်နဲ့ထမင်းနဲ့ဆိုပေမဲ့လည်းသူတို့ကလည်းသူတို့ဟာသူတို့တော့အရန်ရောင်းရတယ်ပေါ့နော်ဒီသူတို့လမ်းဘေးဆိုင်လေးဆိုရင်လည်းဒီ25 35 45အဲ့လောက်ပဲဆိုတော့ဒါလေးကလည်းမစိုးဘူးလို့ကျွန်တော်ကတော့ထင်ပါတယ်ဒါကလည်းပါမုံကိုဒီသူတို့ထောပတ်လေးနဲ့တုပ်ပြီးတော့ဒီမီးလေးမြင်းမြင်းလေးနဲ့กินပေးတာပေါ့နော်အဲ့ဒါလေးကလည်းသူ့ဟာနဲ့သူစားလို့တော့ကောင်းပါတယ်ဘယ်လိုပြောရမလဲဒီတစ်ခါလေကြောက်လဲဒီဈေးသွားတဲ့ဗီဒီယိုတွေတို့ဒီအစားအသောက် heavy တွေစပြတဲ့ဗီဒီယိုတွေထက်စာရင်တော့ဒီလိုမျိုးပုံမှန်နေ့လည်စာစားလေးကိုလည်းနည်းနည်းပပအဲ့လိုဘယ်လိုပြောရမလဲပေါ့ပါလို့တင်ချင်တာပေါ့နော်အဲကြောင့်မို့လဲဒီစိတ်ကူးလေးရလို့တင်လိုက်တာပါဘယ်လိုပြောရမလဲနောက်ထပ်လဲပြီးတော့ဒီဆိုင်ကိုအဲ့လိုမျိုးမဖြစ်မနေကြီးသွားစားရမယ်ဘယ်လိုပချမ်းသာအဲ့လိုမပြောချင်ပဲနဲ့ဒီတိုင်းကိုဒီလိုမျိုးလေးတွေလောက်တယ်နေတယ်အဲ့လိုစားတယ်ပေါ့နော်အဲ့လောက်လေးအဲ့လိုမျိုးအမတ်တရလေးဖြစ်နေပဲဒီတင်ချင်တာပေါ့နော်ဒီစားတဲ့ဟာလေးကတော့နည်းနည်းတော့အဲ့လို6ကတ်တော့ဖြစ်တာပေါ့နော်အဲကြောင့်မို့ဒီကပ်ချက်လေးကိုဒီကြက်ဥကြော်လေးပေါ်မှာအဲ့လိုမျိုးလေးတုပ်ပြီးတော့အောက်ကဒီထမင်းလေးနဲ့အဲ့လိုမျိုးလေးပဲတွဲစားလိုက်တာပါသူ့ရဲ့ဒီမီနူးတွေရဆိုရင်တော့ तू ကတော့တော်တော်စုံတယ်ပေါ့နော်ဒီပြီးတော့ဒီတုံရဲကွစ်တယူတို့ပါလို့လည်းအဲ့လိုလည်းရှိပါသေးတယ်ဒီနောက်တစ်ခါကျမှထပ်ပြီးတော့ try ကြည့်မယ်ပေါ့နော်အခုကကျတော့ဒီတွေ့ရလေးပဲစားခဲ့လိုက်တာပါဘယ်လိုပြောရမလဲဒီထမင်းနဲ့ကြုံနဲ့စားတာဘာမှတော့မဆန်းဘူးပေါ့နော်တကယ်တော့လေဒီအိမ်မှာကိုဟာကိုလောက်စားမယ်ဆိုတော့လေဒီအခန်းကလည်းဒီဘယ်လိုပြောရမလဲအဲ့လို limit ရှိရခါကြတော့ဒီကြက်ဥကြော်ရဘယ်လိုပြောမလဲထမင်းချက်ရဘာညကွက်အဲ့လိုဇရားတွေကတအားကိုရှုပ်တယ်ပြီးတော့အခန်းလဲနန်သွားတာဆိုတော့ဒီတစ်ခါတလေဒီလိုမျိုးလေးစားရလဲအဆင်ပြေပါတယ်ပြီးတော့အခန်းနာမည်ဆိုလဲဒီနန်နာနဲ့တန်အောင်လို့ဟိုချက်ဒီဝစတူတို့ပသားပြုတ်ကြော်တို့အဲ့ဘာညာကွက်အဲ့လိုအရန်ရှုပ်တဲ့ဟာတွေချက်တာလောက်ပဲတန်တယ်လေဒီအလိုမျိုးပေါ့ပါဒီသမင်းနဲ့ကြုံနဲ့ကတော့ဒီနန်နာမတန်ဘူးပေါ့နော်ကျွန်တော်ကတော့အဲ့လိုခံယူထားတာပေါ့နော်ပြီးတော့လေဒီထိုင်းကစားတော့ဆိုင်တွေကလည်းဘယ်လိုပြောရမလဲအဲ့လိုသူတို့ကပုံတင်နီးတွေနဲ့ပေါ့နော်ဒီဟိုဆိုင်သွားလဲဒီဟာမျိုးဒီဆိုင်သွားလဲဒီဟာမျိုးအဲ့လိုမျိုးတွေများလာတဲ့ခါကျတော့ဒီတစ်ခါလေကြာရင်တော့အဲ့လိုမစင်စားချင်တော့ရင်ဒီတွေ့တဲ့ဆိုင်ကိုပဲဝင်သွားလိုက်တယ်ပြီးတော့မှအဲ့ဒီကိုမူတီပြီးတော့ပဲစားလိုက်တာပေါ့နော်တစ်ခါလေကြာရင်လည်းဒီအရသာတွေကလည်းသွားတူကြတယ်တစ်ခါလေကြာရင်လည်းမတူဘူးဟိုဆိုင်ရပိုကောင်းတယ်ဒီဆိုင်ရပိုကောင်းတယ်အဲ့လိုမျိုးလေးတော့နည်းနည်းအဲ့လို experience လေးတော့ဖြစ်သွားတာပေါ့နော်ဘယ်လိုပြောရမလဲဒီထိုင်းမှာလဲဒီ ET နဲ့နေတဲ့ခါကြတော့ဒီတနက်စားမယ်ဆိုလဲဒီ40 50 60ဆိုတော့ဒီလိုမျိုးအဲ့လိုဘယ်လိုပြောရမလဲဒီလောက် range နဲ့ဒီလိုမျိုးလေးတွေရနိုင်တယ်ပေါ့နော်ပြီးတော့ဒီလိုမျိုးအဲ့လို blind ဆိုင်လေးတွေကိုဝင်သွားပြီးတော့ဒီလိုမျိုးလေးရိုက်တာလဲအဆင်ပြေမဲ့ထင်လို့ဒီရိုက်ဖြစ်ခဲ့သွားတာလဲပါပါတယ်အခုကဒီထမင်းနေလဲကုန်ပြီဆိုတော့ဒါလေးကိုအချိုတဲတဲ့အနေလေးနဲ့တော့စားမယ်ပေါ့နော်ဒါပေမဲ့ဒါလေးကချိုလေးတော့မဟုတ်ဘူး तू ကမီးကင်ထားတာကိုမှဒီထောပတ်လေးနဲ့ပေါ့နော်ပြီးတော့ဒီနိုးစီလေးနည်းနည်းလေးပါပါတယ်ဒီသူ့ရဲ့မီနူးထဲမှာဆိုရင်တော့ तू ကအမျိုးစုံပဲပေါ့နော်ကိုလည်းမသိဘူးဒီအပေါ်ဆုံးမှာရှိတဲ့ဟာကိုပဲရွေးပစ်ခဲ့လိုက်တာပါ
ထိုင်းမှာဒီနေတာကြတော့လေဘာစားရမှန်းလဲမသိဟိုဆိုင်ဒီဆိုင်ကလည်းဒီတိတိကျကျမီနူးတွေပဲဖြစ်နေတာဆိုတော့ဒီကိုကလည်းခါကြရင်စဉ်းစားတာမရဘဲနဲ့ဒီတူတဲ့ဆိုင်လေးကိုဝင်သွားခဲ့လိုက်တာပေါ့နော်ဒီဝင်သွားခဲ့လိုက်တော့လေဒီသူ့မှာရှိတဲ့ menu ကိုပဲကြည့်ပြီးတော့ဒီအဲ့ဒီကိုပဲဥတီပြီးတော့စားလိုက်တာဆိုတော့ဒီဆိုင်လေးလည်းမစိုးဘူးအဲ့လိုမျိုးလေးဖြစ်သွားခဲ့တာပေါ့နော်ဒီနောက်တစ်ခါဆိုရင်တော့ထပ်သွားစားပြပါအောင်မယ်ဒီတစ်ခါတလေကြာရင်လည်းဒီဘာစားရမလဲစဉ်းစားရတာကိုကတော်တော်ခေါင်းခြောက်စရာကောင်းတာနဲ့ပဲဒီတွေ့တဲ့ဆိုင်လေးကိုစားပစ်ခဲ့လိုက်တာပါတန်တာလဲတန်ဒီဘိုင်လဲပြေသွားတာဆိုတော့တော်တော်အဆင်ပြေသွားပါတယ်အခုဆိုရင်ဒီနောက်ဆုံးထိအဆုံးထိကြည်ပေးတဲ့တအုပ်တယောက်ချင်းစီကိုကျေးဇူးတင်ရှိပါတယ်เนาะအားလုံးပဲမင်္ဂလာညချမ်းလေးဖြစ်ပါစေအားလုံးပဲဘိုင်ဘိုင်ပါเนาะဒီနောက်ထပ်တင်မဲ့ blog လေးမှာပြန်လည်တွေ့ဆုံပါမယ်ဘိုင်ဘိုင်ပါ